အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ဒါပေသုံးပြီးတော့ဂျပန်လိုပြောမယ်ဆိုတဲ့ဗီဒီယိုလေးရဲ့ part 2 ဗီဒီယိုလေးဖြစ်ပါတယ်ဒီ part 2မှာလည်းဂျပန်လူငယ်တွေမှာအသုံးများတဲ့ဂျပန် slang လေးတွေကိုတူတူလေ့လာကြည့်ကြရအောင်ပါဒါလေးလေ့လာရင်းနဲ့တကယ်လက်တွေ့အသုံးချပြီးပြောမယ်ဆိုရင်တော့ပေါ့နော်တကယ်ဂျပန်လိုဂျပန်စကားပြောနိုင်အောင်မှာဖြစ်ပါတယ်စလိုက်ကြရအောင်ပထမဆုံးလေ့လာရမယ့်စကားလုံးလေးကတော့ခါချီတဲဆိုတာကတော့ဒီ part 1မှာမာချီတဲလို့ပြောတဲ့စကားလုံးလေးနဲ့နည်းနည်းဆင်တယ်လို့ထင်ရပေမဲ့မာချီတဲဆိုတာကတော့သူများကိုပေါ့နော်ပြန်ပြီးတော့ question mark လေးအတန်လေးနဲ့ပေါ့နော်မာချီတဲတကယ်ကြီးလားဆိုပြီးတော့အံ့ဩတဲ့စိတ်ခံစားချက်ကိုဖော်ပြတဲ့စကားလုံးတွေနဲ့သုံးတာမျိုးပိုများပါတယ်ခါချီတဲကတော့ကိုယ့်အကိုတယောက်တည်းပြောတဲ့အခါမျိုးမှာကိုယ်စိတ်ခံစားချက်ကိုဖော်ပြတဲ့အခါမျိုးမှာလည်းသုံးလို့ရပါတယ်ဥပမာခါချီတက်စကားတဲ့တကယ်ကိုပင်ပန်းသွားပြီပေါ့နော်ရန်ယူမှာပင်ပန်းသွားတဲ့အခါမျိုးမှာသုံးလို့ရတာမျိုးဖြစ်ပါတယ်Okay နောက်တစ်ခုကတော့အားလုံးသိပြီးသားအရန်လည်းအသုံးများတယ်ဆိုတဲ့ရှော်ဒါတော့ဂျပန်ကြီးကြားမှာအရန်ကိုအသုံးများတဲ့စကားလုံးလေးမလို့ကိုပါလိုက်ပြီးတော့ပြောတင်ပါတယ်ဥဆိုးဆိုတာကတော့အားလုံးသိပြီးသားအလိမ်ညာပေါ့နော်ဒေရှောဆိုတော့ဟုတ်တယ်မလားဆိုတော့ဥဆိုတဲ့ရှော်ညာနေရမလားမဟုတ်ဘူးမလား明日テスト嘘でしょမနေ့ပြန်စာမွေးပဲမဟုတ်ဘူးမလားငါ့ကိုရှောက်ပြောနေရမလားညာနေရမလားဆိုပြီးတော့အခြေအနေတစ်ခုကိုလက်မခံနိုင်တဲ့အခါမျိုးမှာသုံးတာမျိုးဖြစ်ပါတယ်Okay နောက်တစ်ခုကတော့ဘာရဲတို့ကတော့အခုတလုံးမှာပေါ့နော်ပြန်အရန်ကို trend ဖြစ်လာတာမျိုးပါအခု Instagram ဖြစ်တယ်ဆိုပြီးတော့သုံးချရပေါ့လေနော် coffee ဆိုင်လေးတွေမှာလှလှပ decoration လေးတွေပြင်ထားရင်ဒီဆိုင်လေးက Instagram ဖြစ်လိုက်တာဆိုရင်ဂျပန်မှာလည်းအဲ့လို Instagram ဖြစ်တာကိုဘာရဲတို့ဆိုပြီးတော့သုံးတဲ့စကားလုံးလေးရှိပါတယ်このカフェめっちゃ映えるねဒီ cafe လေးအရန် Instagram ဖြစ်တယ်เนาะအရန်လန်းတယ်เนาะအရန်မိုက်တယ်ဆိုပြီးတော့သုံးလို့ရတာမျိုးဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီပေါ့နော်ဂျပန်နေအချင်းချင်းစကားပြောရင်ဒီသတိထားပြီးနားထောင်ကြည့်ပေါ့နော်သူတို့တွေဒီစကားလေးအရင်ပြောတယ်ဘာလဲဆိုတော့ sorry နာအေးလေအဲ့ဒါပြောတာထောက်ခံခြင်းတဲ့အခါမျိုးမှာသုံးတာမျိုးဖြစ်ပါတယ်နေရာကြီးဆိုရင်တော့အရန်ကြာမှာပေါ့နော်ဇိုင်ခင်အဆူစဂီနိုင် sorry နာအဲ့လိုမျိုးပေါ့အရန်မပူလားအခုတော့အဲ့ဒါပြောတာဟုတ်တယ်အဲ့လိုမျိုးပေါ့နော်မြန်မာလိုဆိုတော့အဲ့ဒါပြောရဲဆိုတဲ့စကားလုံးလေးနဲ့ဓာတ်ရိုက်ကြပြန်လို့လွယ်တဲ့စကားလုံးလေးဖြစ်ပါမယ်Okay နောက်တစ်ခုကတော့ရှင်းတို့ဆိုတာကအရန်ပင်ပန်းနေပေါ့နော်ကိုခန္ဓာကိုယ်ပဲပင်ပန်းတာမဟုတ်ဘူးစိတ်ကောလူရောနှစ်ခုလုံးပင်ပန်းနေတဲ့အခါမျိုးမှာသုံးတာမျိုးဖြစ်ပါတယ်最近仕事しんどいခုတလောအရန်လောက်ကစိတ်ပင်ပန်းစရာပဲအလုပ်တွေလည်းအများကြီးဇန်ကျော်တွေ overtime တွေလည်းအများကြီးဆင်းရတယ်ပြီးတော့ရင်အထက်လူကြီးကလည်းကိုယ်ကောတာခံရတယ်ပေါ့နော်စိတ်ကောလူပင်ပန်းနေဆိုရင်しんどいOkay နောက်တစ်ခုကတော့ဓာတုဆိုတာကတော့ပေါ့နော်စိတ်ခံစားချက်လဲပါတယ်ခန္ဓာကိုယ်ကလည်းပင်ပန်းနေတဲ့အခါမျိုးပေါ့ဥပမာဒီမိုးရွာတဲ့မနက်ခင်းဆိုရင်မထချင်တဲ့ခံစားချက်ရှိရလေနော်အဲ့လိုမျိုးခံစားချက်ကိုပြောတာဖြစ်ပါတယ်ဓာတုပေါ့အခုနော်ဓာတုအဲ့လိုမျိုးသွားမာကြီးကိုစိတ်ကောလူရောခန္ဓာကိုယ်ကြီးကလေးလံနေရမျိုးမဟုတ်ဘဲနဲ့အခုနော်ဓာတုဆိုတာကကြတော့သွားမာကိုစိတ်မပါဘူးသွားချင်မအောင်ဟဲဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်လေးဖြစ်ပါမယ်ဓာတုခန္ဓာကိုယ်လေးလံတာလည်းသုံးလို့ရတယ်စိတ်မပါဘူးဆိုတဲ့နေရာမျိုးမှာလည်းသုံးလို့ရတာမျိုးဖြစ်ပါတယ်Okay နောက်တစ်ခုကကြတော့ RDA9 ဆိုတာကကြတော့လက်မခံခြင်းစရာပဲမဖြစ်နိုင်ဘူးအဲ့လိုမျိုးအံ့ဩရတဲ့အဓိပ္ပာယ်ပေါ့နော်ဥပမာこの値段RDA9ဒီဈေးနဲ့ကတော့မယုံနိုင်စရာပဲပေါ့ဈေးသက်သာတဲ့အခါမျိုးမှာသုံးတာမျိုးဖြစ်ပါတယ်Okay နောက်တစ်ခုကတော့ဒိုယူခိုတိုဆိုတာကတော့ဒိုယူခိုတိုရဲ့အတူကောက်စကားလုံးဖြစ်ပါတယ်အဲ့တော့ဘာကိုပြောရလဲဘာပြောချင်တာလဲပေါ့ဟိုတနေ့ကသူ့ကိုအကောင်မလေးတယောက်နဲ့တွေ့လိုက်တယ်လေဒိုယူခိုတိုဘာကိုပြောချင်တာလဲသူလက်ထပ်တော့မယ်ထင်တယ်သူလက်ထပ်သွားပြီမဟုတ်ဘူးလားဆိုပြီးတော့ပြန်ပြီးတော့ရှင်းပြတဲ့အခါမျိုးမှာလည်းသုံးတယ်ပေါ့နော်တယောက်ကနားမလည်ဘူးပေါ့သူပြောလိုက်တဲ့ပထမစကားကိုနားမလည်ဘူးဒိုယူခိုတိုဘာကိုပြောချင်တာလဲဆိုရင်နောက်ထပ်ကျေပြန့်တဲ့အနက်ဒိတ်ပဲပို့ပြီးတော့ရှင်းတဲ့ဟာမျိုးပြန်ရှင်းပြလေရှိရမျိုးဖြစ်ပါတယ်意味がわからないということအဓိပ္ပာယ်သိနားမလည်ဘူးဘာကိုပြောချင်တာလဲဘာကိုဆိုလိုတာလဲပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်ဖြစ်ပါတယ် Okay နောက်တစ်ခုကကြတော့ဘီမျောဆိုတဲ့နေရာမှာသတိထားစရာရှိရပေါ့နော်အရန်အသုံးများတဲ့ဂျပန်နေအရန်အသုံးများတဲ့မာဆိုတဲ့စကားလုံးနဲ့လွဲထားရှိပါတယ်မာဆိုတာကတော့ဒီနှစ်ခုစလုံးကတော့အဓိပ္ပာယ်တွေကသိပြီးတော့မကွာဘူးပေါ့နော်အရန်လည်းမကောင်းအရန်လည်းမဆိုးပုံမှန်ပဲတာမှန်ပဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပေမဲ့တေချာခွဲကြည့်မယ်ဆိုရင်မာဆိုတာကကြတော့နည်းနည်းလေးကောင်းတဲ့ဘက်ကိုပို့သွားတယ်ပေါ့နော်လက်ခံလို့ရတဲ့အနေအထားပေါ့
အရင်ကောင်းတာမဟုတ်ဒါပေမဲ့လက်ခံလို့ရတဲ့အနေထားအောက်မှာမျှဒီ star လေးပြထားတဲ့စာလေးကိုဖတ်ကြည့်မယ်ဆိုရင်この段の料理まあまあ美味しいဒီဆိုင်ကတော့ဒီဆိုင်လေးရပေါ့နော်အရသာလေးကတော့မစိုးပါဘူးကောင်းပါတယ်လက်ခံလို့ရတယ်ပေါ့နော်အဲ့တော့အပေါ်ကဘီမျောဆိုတဲ့စကားလုံးလေးကိုဖတ်ကြည့်မယ်ဆိုရင်この映画微妙だったအဲ့တော့ဒီရုပ်ရှင်ကဘီမျောတတဆိုတာကတော့ကိုကကောင်းမယ်လို့ထင်ထားပေမဲ့မကောင်းသွားတဲ့အခါမျိုးပေါ့နော်မကောင်းသွားဘူးဆိုတာထက်တော့အရန်လည်းမကောင်းတာမျိုးမဟုတ်ပြန်ဘူးတာမှန်ပဲပေါ့နော်အရန်လူတွေကအရန်ကောင်းတယ်ပြောနေကိုကြည့်လိုက်တဲ့အချိန်မှာတော့တာမှန်ပါပဲညီမတို့မှဆိုရင်လည်းဒီတာမန်လေးဘဲလို့ပြောလိုက်တဲ့အခါမျိုးမှာတိတ်မကောင်းတဲ့ image ဖတ်ပို့သွားရဲ့ပေါ့လေနော်မဆိုးဆိုရင်ကြတော့နည်းနည်းကောင်းတဲ့ image ဖတ်ပို့သွားတယ်အဲ့တော့မာဆိုတာကတော့မဆိုးဆိုတဲ့အဓိပ္ပာယ်ဘီမျောဆိုတာကတော့တာမှန်ပါပဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါမယ်အဲ့ဒါလေးလည်းသုံးကြည့်ပါနော်တကယ်လက်တွေ့နောက်တစ်ခုကတော့စွန်းတာဆိုရင်တော့ညီမတို့ထိုင်းဘာသာပြန်ရင်တော့ကွိုင်မဲဆိုတာဒီနဲ့တော်တော်ကြီးကိုကြိုက်တယ်ပေါ့နော်သွားပြီးလုံးလို့မရတော့ကွိုင်မဲပြဿနာပဲပေါ့လေဥပမာဆိုင်ဖူဝါဆိုတဲ့တာစွန်းတာဝါပတ်ဆိုင်မိခဲ့ပြီကွိုင်မဲစားလို့လည်းမရတော့ဘူးပေါ့နော်တငယ်ချင်းရှီကတော့ချီရင်ချီလို့ရမှာပေါ့အဲ့တော့သွားပြီးလမ်းဆုံးပြီဆိုတဲ့အနေအထားမျိုးမှာသုံးလို့ရတာမျိုးဖြစ်ပါတယ်Okay နောက်ဆုံးတစ်ခုလေးပေါ့နော်အဲ့ဒါလေးကတော့နာယတဆိုတာကတော့စိတ်ပြတ်သွားတယ်စိတ်သက်ကြသွားတယ်အဓိကအဖြစ်တော့စိတ်ပြတ်တယ်ဆိုတဲ့အခါမျိုးမှာသုံးတာဖြစ်ပါတယ်အဲ့တော့ဒီမှာလဲ star ပြစရာလေးရှိရဘာလဲဆိုတော့အားလုံးသိပြီးသားဂကရီဆိုတာကလည်းဒီစိတ်ပြတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့နှစ်ခုဘာကွာလဲဆိုတာလေးတစ်ချက်ပြောပြချင်ပါတယ်အဲ့ဂကရီဆိုတာကတော့ဥပမာပေါ့နော်ဒီအောက်လေးမှာပုံလေးနဲ့ပါပြပေးထားရပေါ့နော် expectation မျှော်လင့်ထားတာလေးက empty မရှိတော့တာကုံသွားတာပေါ့နော်မျောလင့်ထားတဲ့အတိုင်းမဖြစ်သွားတာပေါ့ဥပမာテストマーケットを見てがっかりしたဆောင်းပွဲရလက်ကိုကြည့်ပြီးတော့စိတ်ပြတ်သွားတယ်ကိုကဒီဆောင်းပွဲမှာနည်းနည်းလေးလုံနိုင်ခဲ့တယ်ပေါ့နော်အမှန်လေးကတော့အဲ့လောက်မစိုးတော့ဘူးထင်တာပဲမဲ့အရင်စိုးသွားတယ်အမို့ကြောက်ဆိုရင်စိတ်ပြတ်သွားတယ်ပေါ့လေအရင်အဲ့လိုမျိုးဒါပေမဲ့နာယတဆိုတာကကြတော့ဥပမာစာကြောင်းလေးကိုဖတ်ကြည့်မယ်ဆိုရင်楽しみにしてしたのにその一言でなえたအဲ့တော့ဒီစကလုံးလေးတစ်ခုချောင်းနဲ့နားရဲ့စိတ်တက်ကြသွားတယ်စိတ်ပြတ်သွားတယ်ပေါ့နော်အရန်ကြီးကိုပျော်ပျော်ရွှင်ရွှင်နဲ့မျောလင့်ထားခဲ့ဥပမာဒီကိုကရှိုးပွဲတစ်ခုသွားတယ်ပေါ့နော်ကိုနားထောင်ခြင်းနဲ့ဆိုတော့လာမယ်ဆိုတော့ကိုကအဲ့ရှိုးပွဲကိုသွားတာဒါပေမဲ့သူမပါဘူးဆိုတဲ့စကလုံးနဲ့ကိုကရောက်ပြီးတော့မှစိတ်ပြတ်သွားကိုကပျော်နေတဲ့ဥပမာဒီမှာဆိုရင် excitement ပေါ့နော်အရန်ကြီးကိုစိတ်လှုပ်ရှားနေတဲ့ဟာတွေကခွန်းဆိုပြီးတော့ဘုံနဲ့ပျောက်သွားတာပေါ့နော်ဘုံနဲ့ပေါ်လာတာမဟုတ်ဘူးနော်ဘုံနဲ့ပျောက်သွားတာအဲ့လိုမျိုးအဓိပ္ပာယ်မှာဆိုရင်နာရဲ့တဆိုပြီးတော့သုံးလို့ရပါတယ်အရန်သွားပြီးစိတ်သက်ကြသွားတယ်အဲ့ဒါကြောင့်မလို့ငါရဲ့စိတ်လှုပ်ရှားမှုတွေကပျက်စီးသွားရဲဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်ဒါလေးလည်းဒီခြားလေးသုံးကြည့်ပါနော်ဘယ်ဟာလေးအသုံးများလဲဆိုရင်ပြန်ပြီးတော့ပြောရရင်တော့ဘီမျောဆိုတာမျိုးသုံးကြတယ်ပြီးရင်ဒိုယူခိုတိုဆိုရင်တော့ကိုယ်နဲ့သုံးလို့ရတယ်ပေါ့နော်ဒိုယူခိုတိုဒါပေမဲ့ကိုယ့်ရဲ့အလုပ်ရှင်တွေဘာလို့တောင်းပြောနေပေါ့နော်ဒိုယူမီဒက်စ်ကအဲ့လိုမျိုးလေးပြန်ပြီးတော့မေးပေါ့လေဒိုယူခိုတိုကတကယ်ချင်းချစ်ချင်မှာသုံးလို့ရတယ်ပြီးတော့ရင်ဓာတုလည်းကိုကအရန်ကြီးကိုပင်ပန်းနေတဲ့အချိန်မျိုးမှာညီးတဲ့အခါမျိုးမှာဒါလေးနဲ့ညီးပါမြန်မာလိုမညီးနဲ့ပေါ့နော်ဒါလေးနဲ့ညီးပေါ့နောက်တစ်ခုကတော့ဆိုရီနာဒါဂျပန်နေပြောရင်ကိုကလည်းထောက်ခံနေတယ်ဂျပန်လိုမျိုးလေးထောက်ခံနေတယ်ဆိုရင်ဆိုရီနာအဲ့ဒါပြောတာပေါ့နောက်တစ်ခုကတော့အသုံးများရင်ဥဆိုးတဲ့ရှော့ကတော့အလုံးသိပြီးသားပေါ့နော်အရန်အသုံးများတယ်ဒါလေးလည်းသုံးကြည့်ပါခါချစ်တဲ့မကြည့်တဲ့ဆိုပြီးတော့မကြည့်တဲ့ဆိုတာလည်းနက်လေးကွဲပြီးတော့ပေါ့နော်တကယ်ကိုပင်ပန်းနေဆိုတဲ့အခါမျိုးတွေမှာခါချစ်တဲ့စကာရက်တာအဲ့လိုမျိုးသုံးလို့ရပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အဆုံးထိကြည့်ပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်မတတ်နဲ့